အေးများလာတဲ့စောင်းနေပြည်နဲ့အတူဒီတန်လေးကြားလိုက်ပြီဆိုတာနဲ့မဟူယာကောင်းကင်မြင့်ကြီးတစ်ခုလုံးကိုမီရှူမီပန်းတွေနဲ့လင်းထိန်စေပြီးထောင်ပေါင်းများစွာသောလူအုပ်ကြီးကရင်ခုန်တန်းတတိတ်တိတ်နဲ့ကြီးရှုနေရတဲ့မြင်ကွင်းကဘာပေါ်မှာအန်ဒီရရှိဆုံးနဲ့အလောက်ပေါဆုံးပွဲတော်လို့ပြောရင်ကောင်းမလားဒါမှမဟုတ်ဂုံထိတ်ခါကိုလောင်းချထပ်ပြီးအသက်ကိုပေါင်တန်ရတဲ့စိတ်လှုပ်ရှားစရာစစ်မြေပြင်တစ်ခုလို့တဘောထားပြီးကျင်းပကြတဲ့ရိုးရာပွဲတော်ဆိုရင်ဘာကိုပြင်းမြင်မိမလဲဟုတ်ပါတယ်ဒီပွဲတော်ကတော့ရှမ်းပြည်နယ်တောင်ကြီးမြို့မှာနေ့စဉ်နေ့တိုင်းကျင်းပတဲ့တောင်ကြီးတဆောင်တိုင်းပွဲတော်ပဲဖြစ်ဒီဗီဒီယိုလေးမှာတော့ကျမတို့ Brainbox မြန်မာ Channel ကနေတောင်ကြီးတဆောင်တိုင်းပွဲတော်ရဲ့တမိုင်းကြောင်းလက်ရမြောက်လုံးနဲ့ပညာရက်တွေအပြင်ပြိုင်ပွဲဝင်အဖွဲ့သားတွေရဲ့စိတ်ဝိညာဉ်နဲ့သူတို့ရင်ဆိုင်ရတဲ့အန်ဒီရယ်တွေကိုပါအနည်းကကြည့်ရှုခန်းစားလိုက်ရအောင်